ဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေနဲ့တကယ်ချင်းများအားလုံးမင်္ဂလာပါဗျ PK YouTube channel လေးမှာနေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်မိတ်ဆွေတို့ဒီနေ့လက်ရှိချိန်မှာရန်ကုန်မှာခစ်စားနေတဲ့ရမ်းမိုက်တဲ့ software လေးတစ်ခုနဲ့လာပြီးတော့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ software လေးရလည်းကြတော့ကျွန်တော်တို့ဖိုးအားသွင်းတဲ့ချိန်မှာဒီမှာသူ့မှာဒီလိုမျိုး icon လေးလို့ကျွန်တော်တို့ထပ်ပြီးတော့တိုးပြလို့ရမှာဖြစ်ပါတယ်ဗျဒီမှာမိမိချစ်ရတော့သူမိမိရဲ့ချစ်သူမိမိရဲ့ user တွေကို user ပုံတွေကိုလည်းထည့်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးပုံစံလေးတွေထည့်လို့ရတဲ့နည်းလေးပေါ့နော်ဒီလိုမျိုးပုံစံလေးတွေပေါ့နော်ဒီမှာဆိုရင်သူ icon တွေအများကြီးမှပေးထားပါတယ်ဗျဆိုတော့ကျွန်တော်တို့အဲ့နည်းလေးမလုပ်ခင်မှာအခုကြည့်နေတဲ့မိတ်ဆွေကကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့ဘူးဆိုရင်ဦးဆုံးအနေနဲ့ subscribe လုပ်ရင်လုပ်တာပေးခဲ့ဖို့ပြောချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးမှာဆိုရင်ဖုန်းနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးတင်ပေးနေတာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလက်မလွတ်တမ်း subscribe လုပ်ပေးရင်လည်း support လုပ်ပေးကြပါဦးလို့ပြောနေပါတယ်ဗျ Okay ဆိုတော့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်နဲ့တူတွားပြီးတော့လုပ်ကြည့်ရအောင် Okay တွားကြမယ် let's goဟုတ်ကဲ့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီနည်းလမ်းလေးသုံးပြဖို့အတွက်ကျွန်တော်တို့က software လေးတစ်ခုလိုအပ်ပါတယ်အဲ software လေး download ဖို့အတွက်ဆိုရင်လည်းမိမိတို့ဖုန်းထဲမှာရှိတဲ့ Google Play Store တွေကိုတစ်ချက်ဝင်သွားပေးလိုက်ပါပြီးရင် Google Play Store ရဲ့ဒီပေါ်နားမှာရှိတဲ့ search bar တွေမှာပေါ့နော် search bar တွေမှာ MEGA ပြီးတော့ charging လို့ပြီးတော့ရက်ရှာပေးလိုက်ပါဗျဒီလိုရက်ရှာပြီးတော့ပြီးသွားလို့ရှိရင်အနားလေးခောက်ပေးလိုက်ပါOkay ဒီမှာဆိုရင် software တွေအများကြီးပေါ်လာပါတယ်ဗျဒီအများကြီးထဲမှာကျွန်တော်တို့လက်ရှိချိန်နေမှာရန်ကုန်မှာတိုးပြနေကြတဲ့ software ပေါ့နော်အဲ့ software ကိုဒီမှာပါဒီ software လေးပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီ software လေးပါကျွန်တော် software တွေကလုံးလုံးမရဘူးလုံးလုံးရတယ်တိုးပေမဲ့သူ့မှာ icon လေးကလိုတလောက်မပါပါဘူးအခုကျွန်တော် download လုပ်မဲ့ software ကတော့သူ့မှာ icon လိုတလောက်သူကထည့်လာပေးတာပဲဖြစ်ပါတယ်ဗျအဲ့ဒါမျိုးကျွန်တော်တို့ကဒီ software လေးကိုတိုးပြမှာဖြစ်ပါတယ်Okay ဆိုတော့ကျွန်တော်တို့ software လေးဖိုးလေးရလာဖို့အတွက် install လေးလုပ်လိုက်ကြရအောင် Okay ဒီမှာဆိုရင် download လုပ်ပြီးတော့တိုးပြထားတဲ့သူရဲ့နှုန်းကဆိုရင်ဒီမှာ20 million လောက်ရှိတာပေါ့နော် Okay ဆိုတော့ကျွန်တော် software လေး install လုပ်လိုက်မယ်ပြီးရင်ကျွန်တော် install လုပ်နေတဲ့ menu ကိုချိန်ခဏလေးစောက်ပြလိုက်ပါမယ်သူကဒီကဖိုင်လေးတိတ်မများဘူးပေါ့နော် battery charging animation ပဲဖြစ်ပါတယ် software လေးရဲ့နာမည် battery charging animation ပေါ့နော် animation okay ကျွန်တော် software လေး download ဆွဲလုပ်ပြီးသွားပြီဆိုရင် hockey နဲ့ပြင်ကိုထပ်ပေးလိုက်ပါပြင်ရလာပြီဆိုရင်ခုနကကျွန်တော်တို့ download လုပ်ယူထားတဲ့ software လေးကို share မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ software လေးပါဒီမှာဒီနေရာမှာဆိုရင် charging animation ပေါ့နော်ဟုတ်ကဲ့အဲ့ software လေးတွေကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဝင်သွားပေးလိုက်ပါ Okay ပြီးရင်ဒီမှာ permission တွေတောင်းပါလိမ့်မယ် permission ပေးဖို့အတွက်ကျွန်တော်တို့ကပြင်ဆင်တဲ့ရရှိပါတယ်ဟုတ်ကဲ့ဒီနေရာရောက်လာပြီဆိုရင်ဒီပေါ်တော့မှရှိတယ်ဒီမှာပေါ့နော်ဒီစာမျက်နှာကိုဖြောင်းမှာပဲဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ဒီမှာမျက်လက္ခဏာလေးနှိပ်ပြလိုက်ပါဗျ Okay မျက်လက္ခဏာလေးကိုနှိပ်ပြီးတော့ဒီလိုရောက်လာပြီဆိုရင်ဒီမှာကျွန်တော်တို့ setting ကိုတစ်ချက်သွားကြရအောင်ဒီအောက်မှာ setting လေးရှိပါတယ် Okay setting တစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီပေါ်မှာရှိတဲ့ shit ကိုတစ်ချက်နှိပ်ပြလိုက်ပါဗျ Okay ပြီးရင်ဒီနေရာမှာကြွညာလေးခဏစောက်ပေးလိုက်ပါတုပ်ပြထားတဲ့ချိန်မှာတော့မိမိတို့ရဲ့ battery လည်းသူကထိခိုက်မှာမဟုတ်ပါဘူးပြီးတော့ဒီကြွညာလေးရတဲ့ဒီအခုကျွန်တော်တို့ဖွဲ့တဲ့ချိန်မှာပဲသူက permission မတောင်းခင်မှာပဲဝင်လာပါတော့အခုကျွန်တော်တို့ software တုပ်ပြလိုက်ပြီဆိုတော့ကြွညာလေးလည်းဘာမှမဆိုင်တော့ပါဘူးဝင်လည်းဝင်တော့မဟုတ်ဘူး Okay ဒီကြွညာစာမျက်နှာဖြတ်ဖို့အတွက်ဒီဘက်ပေါ်နာလေးမှာရှိတဲ့ဒီမှာညှို့လက္ခဏာလေးကိုထပ်ပြီးတော့နှိပ်ပေးရပါမယ် Okay ပြီးရင်ဒီလိုမျိုးရလာပြီဆိုရင်ကျွန်တော် let's start ကိုတစ်ချက်နှိပ်လိုက်ကြအောင်ပြီးရင် yes ပေးလိုက်ပါ Okay ပြီးရင်ဒီမှာကျွန်တော်အခုတို့ဒီမှာ software ကိုဒီမှာပေါ်ဆုံးမှာပုံနေတာဖြစ်ပါတယ်ဗျ
ဘယ်လိုပေါ်တော့မှမရှိနေဘူးဆိုရင်မိမိတို့ဖုန်းထဲမှာအောက်ကိုပေါ်ကိုနည်းနည်းဆွဲနေပြီးတော့ရှာကြည့်လိုက်ပါဟုတ်ကဲ့ဒီနေရာလေးမှာ off ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့အခုတိုးပြမှဖြစ်တဲ့အတွက် permission ပေးတဲ့နေနဲ့ဒီမှာ on လုပ်ပေးလိုက်ပါဗျโอเค off ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဘယ်ပေါ်နာလေးမှာရှိတယ်ဒီမှာနောက်ဆုတ်တဲ့မြားလေးပေါ့နော်မြားလေးကိုတစ်ချက်နှိပ်ပြီးတော့နောက်ဆုတ်သွားလိုက်မယ်โอเคဒီနေရာရွက်လာပြီဆိုရင်မိမိတို့ကရိုးရိုး icon တိုးချင်လားဒါမှမဟုတ်ရင်ကျွန်တော်တို့မိမိရဲ့ချစ်သူပို့ပဲထည့်ထားခြင်းလားမိမိရဲ့တငယ်ချင်းပို့ထည့်ထားခြင်းလားကဲလို့တက်ဖို့ထည့်မယ်ဆိုရင်ဒီဘက်မှာပေါ့နော်ဘရောင်းဆုံးနေနဲ့ကျွန်တော်တို့သူ့မှာ auto ပါလာတဲ့ icon တွေရင်ကျွန်တော်ပြပြမှာဖြစ်ပါတယ်ဗျအဲဒီ icon လေးတွေကြည့်ဖို့တော့ဆိုရင်ဒီဘက်မှာ charging animation ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ဝင်လာပေးရမှာဖြစ်ပါတယ်ဗျပြီးရင်ဒီနေရာမှာဆိုလဲကြွညာလေးခဏလေးပဲစောက်ပေးလိုက်ပါโอเคပြီးရင်စာမျက်နှာဖြောက်လိုက်ပါโอเคဒီမှာဆိုရင်သူက icon တွေအများကြီးပေးထားပါတယ်ဗျဒီမှာဆိုရင်ကျွန်တော်တို့တိုးပြလို့ရတဲ့ icon လေးပဲပေါ့နော်ကဲလို့မိမိတိုးပြမဲ့ icon တစ်ခုကိုမိမိကကဲလို့ဓာတ်ပုံကိုချစ်သူဓာတ်ပုံထည့်ပဲနဲ့ဒီထဲမှာပါတဲ့ပုံလေးတွေပဲထည့်ချင်တယ်ဆိုရင်တော့ဒီမှာမိမိတိုးပြမဲ့ပုံကို download လေးလုပ်ပေးရမှာဖြစ်ပါတယ်ဗျdownload တိုးပြလိုက်လို့နေရာယူလာဆိုရင် stocking မှာသူကနေရာလည်းမယူပါဘူးโอเคပြီးရင်ဖွင့်ပေးလိုက်ပါဟုတ်ကဲ့ကျွန်တော်အားသွင်းတိုင်းရင်ဒီလိုမျိုးလေးပေါ်နေမှာဖြစ်ပါတယ်ဗျโอเค short ထားလိုက်ပါတော့ကျွန်တော်နောက်တစ်ခုတွားကြည့်ရအောင်ဒီမှာနောက်တစ်ခုတွားမယ်ဆိုရင်ဘယ်ပေါ်နာလေးမှာရှိရဲဒီမှာနောက်ဆုတ်တဲ့မြားလေးပါနော်ဒီ arrow လေးကိုချက်နှိပ်ပေးလိုက်ပါโอเคပြီးရင်ကျွန်တော်ဒီမှာပေါ်တော့မှရှိတဲ့ heart ပေါ့နော် heart ဒီတန်လုံးပုံစံလေးအဲဒီမှာတန်လုံးပုံစံအများရှိရပါနော် heart โอเคဒီနေရာမှာဆိုရင်မိမိကျင်းနေတတ်တဲ့ icon လေးရွေးပြီးတော့မှ download လုပ်ပြီးတော့တိုးပြလို့ရပါတယ်ဗျဥပမာဆိုရင်ကျွန်တော်ကတစ်ခုအနေနဲ့ကျွန်တော်ရွေးလိုက်မယ်โอเคဆိုကြပါစို့ဗျဒီတစ်ခုပဲကျွန်တော် download လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဖွင့်ကြည့်မယ်ဘယ်လိုအနေထားရှိလဲဆိုတာဟုတ်ကဲ့အားသွင်းရင်ဒီလိုမျိုးပေါ်နေမှာဖြစ်ပါတယ်ဗျโอเคဆိုတော့ကျွန်တော်တို့ကဒီနေရာမှာဒီလိုမျိုးမသုံးဘူးရှင်ဘူးကျွန်တော်တို့ကကိုယ့်ရဲ့ချစ်သူပို့ပဲထည့်မယ်ဆိုရင်လည်းဒီမှာအောက်မှာရှိတဲ့မျက်လက္ခဏာလေးကိုနှိပ်ပေးလိုက်ပါဟုတ်ကဲ့ပြီးရင်ဒီမှာနောက်ဆုတ်တဲ့မြားလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျဘယ်ပေါ်နာလေးမှာရှိတဲ့နောက်ဆုတ်တဲ့မြားလေးပေါ့နော်โอเคဒီမှာဆိုရင်တို့ icon တွေအများကြီးပေးထားပါတယ်โอเคဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီမှာလည်းနောက်ဆုတ်သွားလိုက်ဦးမယ်ဒီမှာပြရတဲ့ icon တွေကိုတော့ကျွန်တော်တို့တိုးပြလို့ရတဲ့ icon တွေပေါ့နော်မိမိရဲ့ anyway ပေါ့နော်မိမိချက်တော့ယူပေါ့နော်โอเคဆိုတော့ဒီမှာနောက်ဆုတ်တဲ့မြားလေးနဲ့တစ်ချက်ဆုတ်သွားလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ကကိုယ့်ရဲ့ချစ်သူပို့ထည့်ချင်တယ်ဆိုရင်တော့ဒီဘက်မှာရှိတဲ့ဒီမှာ crystal animation ဆိုတဲ့နေရာလေးကိုဝင်ပြရမှာဖြစ်ပါတယ်ဗျဒီမှာဓာတ်ပုံပုံစံလေးနဲ့ပြထားပေးပါတယ်โอเคပြီးရင်မိမိကျင်းနေတဲ့ပို့တွေကိုရွေးပါဒါလို့ကျွန်တော်ဒီပုံစံလေးရွေးလိုက်မယ်โอเคဒီပုံစံလေးရွေးပြီးလို့ရှိရင်ကျွန်တော်ကဒီမှာတိုးပြတော့မယ်ဆိုရင်ဒီအောက်မှာပေါ်နေတဲ့ apply ဆိုတဲ့မြားလေးပေါ့နော်စာလုံးတော့ပေါ်ပေါ့နော်ဒီမှာသူကမချက်လေးပြထားတာပေါ့နော်ကဲlike and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်
ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေပေါ့နော်မိတ်ဆွေရဲ့တငယ်ချင်းလေးစီကိုကျွန်တော်ကို support ပေးတဲ့အနေနဲ့ပို့ပေးခြင်းနဲ့ဆိုရင်တော့ဒီမှာ share လေးကိုယူပြီးတော့ပို့ပေးလို့လည်းရပါတယ်ဗျ။ Okay ဆိုတော့အားလုံးစီမီကြမယ်လို့လည်းမြင်လဲပါတယ်။ဗီဒီယိုဆိုရီကြည့်ပေးကြတဲ့တူချင်းတယောက်ချင်းစီတွေကိုကျေးဇူးထူးတင်ပါတယ်ဗျ။တင်ပါတယ်ခင်ဗျ။ Okay ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့တင်လောက်ပါပဲပေါ့နော်။နောက်ထပ်ဗီဒီယိုလေးမှာဘယ်လိုမျိုးနည်းပညာတွေနဲ့မိတ်ဆွေတို့စီကိုမိတ်ဆွေတို့ဘယ်လိုမျိုးတုတ်တက်စေမဲ့အရာတွေကိုကျွန်တော်ယူဆောင်လာမယ်ဆိုတော့မိတ်ဆွေတို့နဲ့ဆက်လက်ပြီးတော့စောင့်ကြည့်ရှုပေးကြပါဦးလို့ပြောချင်ရင်လည်းကျွန်တော်အားလုံးနှုတ်ဆက်ပါတယ်။ Okay အားလုံး bye bye